ရူလာမာလီခင်လာ1 heavyweight MMA ကမ္ဘာချန်ပီယံကပတ်လူဝဲပွဲယူသုံးသက်ချက်တိုက်ခိုက်ရာကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K-Site ဂျာနီကနေပြန်လည်ကြိုးဆိုပါရီအိုမာကိန်းနဲ့အန်နာတိုလီမာလီခင်တို့ရဲ့ heavyweight MMA ကမ္ဘာချန်ပီယံကပတ်လူမဲ့မကြေးပွဲကိုလာမယ့်မေလ15ရက်နေ့တောက်ကြနေ့ဘန်ကောက်မြို့မှာကျင်းပသွားဖို့ရှိတာပါလက်ရှိချန်ပီယံရူကချန်ပီယံဟောင်းအန်နာတိုလီမာလီခင်ကိုရင်ဆိုင်ပြီးတော့သူ့ရဲ့ကမ္ဘာချန်ပီယံကပတ်ကိုကာကွယ်သွားရမှာပါဒီဖိုက်တာနှစ်ဦးရဲ့ပထမအကြိမ်တွေးဆုံမှုကတော့မာလီခင်ရဲ့ရှုံးပွဲမရှိစံချိန်ကိုရူကအမှတ်နဲ့နိုင်ယူပြီးတော့ချန်ပီယံကပတ်ကိုလူယူနိုင်ခဲ့တာဖြစ်ပါတယ်မာလီခင်အတွက်ကတော့ဒီပွဲကမကြေပွဲဖြစ်လာမှာပါစီနီဂေါဖိုက်တာရူကတော့အပပြင်းထန်တဲ့လက်သီးချက်တွေနဲ့ဖိအားပေးတတ်တယ်လို့တိုက်စစ်လိုက်ပြီးတော့ဒိုတက်တဲ့သူဖြစ်ပါတယ်ရူကချန်ပီယံကပတ်ကိုရရှိထားပြီးတဲ့နောက်မှာလည်းယုံကြည်မှုပိုင်းပိုကောင်းနေပြီးတော့ဒီခါမှလည်းမာလီခင်ကိုအပြတ်သက်လဲထိုးနိုင်ယူမယ်လို့ကြုံဝါထားပါသေးတယ်ရုရှားဖိုက်တာမာလီခင်ကတော့ဝိုင်းရင်ဖိုက်တာတူဖြစ်တယ်လို့ဝေတန်းနှစ်ခုရဲ့ချန်ပီယံဟောင်းလည်းဖြစ်တာပါနဘန်မိုက်မှာရောလဲထိုးပါဝါပိုင်းရောကောင်းမွန်တဲ့သူဖြစ်ပြီးတော့သူ့ရဲ့ချန်ပီယံကပတ်ကိုပြန်လည်ရယူဖို့အတွက်ဆန္ဒရှိနေတာပါမာလီခင်ကလည်းပြိုင်ဘက်ရူကိုပထမအချီတွင်းမှာတင်ပွဲသိမ်းနိုင်မှုရည်မှန်းထားတဲ့အကြောင်းပုံမှန်လင်းလင်းပြောဆိုထားတာပါဒီပွဲကိုသုံးသပ်ရမယ်ဆိုရင်တော့ဖိုက်တာနှစ်ဦးစလုံးကလဲထိုးနိုင်စွမ်းမြင်မာကြတာပါဓမ္မချိန်တွေးဆုံမှုက9ချီထိအကျိတ်နဲ့ရှိခဲ့ကြသလိုဒီခါမှလည်းပွဲကရင်ထက်ပိုကျန်းနိုင်ပါရီမာလီခင်ကဝါနဲ့နဘန်မိုင်းကိုအသုံးချပြီးတော့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားလာမှာဖြစ်တယ်လို့ရူကလည်းလဲထိုးပါဝါနဲ့ပွဲကိုဖျက်နိုင်ဖို့ကြိုးစားလာမှာပါဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲဖြစ်ပေမဲ့ငယ်ကုံရောစိတ်ဓာတ်ပိုင်းရောပိုတာနေတဲ့လက်ရှိချန်ပီယံရူကပဲလဲထိုးမဟုတ်ရင်တော့အမှတ်နဲ့နိုင်ယူသွားနိုင်မယ်လို့ခံမှန်းလိုက်ရပါတယ်ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရတိုက်ခိုက်ရေးအားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ